ညီကိုတို့တွေကျွန်တော်တို့တွေစောက်ဆိုင်နေကြတဲ့ကျွန်တော်တို့ရဲ့ Manchester United ကစားသမား Bruno Fernandes ရဲ့တရားဒီအတွင်းမှာဂိုးဖန်တီးမှုအကြိမ်20ကတော့ဒီနေ့မှာပဲဒါပြည့်သွားခဲ့ပါပြီပေါ့နော်အမှန်တကယ်ဆိုရင်အကြိမ်20ထပ်မကစံချိန်မှာချိုးနိုင်တဲ့အထိကိုဒီပွဲမှာလုံနိုင်ခဲ့တဲ့တယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့အမ်ဘွင်ဘိုတို့ဒါဇက်စီတို့ရဲ့ညံ့ပြင်းမှုကြောင့်မို့လို့ကျွန်တော်တို့ရဲ့ Bruno Fernandes အနေနဲ့အကြိမ်20နဲ့ဒါကျေနပ်ခဲ့ရတယ်။ဒါပေမဲ့နောက်ဆုံးပွဲတစ်ပွဲလဲကျွန်တော်တို့စောင့်ကြည့်ရအောင်ပဲပေါ့နော်။စံချိန်ချိုးနိုင်မလားမချိုးနိုင်ဘူးလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရပါအောင်မယ်။ဒီနေ့မှာတော့ကျွန်တော်အနေနဲ့ကျွန်တော်တို့ရဲ့ကစားသမားကဒီလိုမျိုးစံချိန်ကိုရရှိသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တော်တော်လေးကိုပြောပါတယ်အဲ့ဒီအပြင်ကမှကျွန်တော်တို့ရဲ့ကစားသမားတိုက်စစ်ကစားသမားတွေဖြစ်တဲ့ကိုညာရဲ့အမ်ဘွင်ဘိုရဲ့ဆက်စကိုတို့အနေနဲ့ဒီယာဒီမှာတယောက်10ဂိုးစီသွင်းနိုင်တဲ့ယာဒီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့တိုက်စစ်ကလည်းဘလောက်ထိကိုအရှိန်အဟုန်မြင့်မားလာလဲဆိုတာကိုကျွန်တော်တို့မြင်နိုင်ပါတယ်အဲ့ဒီအရာကလည်းကျွန်တော်အနေနဲ့တော့စံချိန်တစ်ခုအနေနဲ့ရှိတယ်လို့ကျွန်တော်ကြားဖူးတယ်ဆိုပေမဲ့ဒီအရာကတော့ကျွန်တော်အနေနဲ့တိတ်ပြီးတော့မသိဘူးပေါ့နော်ညီကိုတို့သိတယ်ဆိုရင်လည်းကျွန်တော်ရဲ့ comment အောက်မှာဝင်ပြောပေးသွားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့အလိုချင်ဆုံးစံချိန်တွေကိုကျွန်တော်တို့ရရှိခဲ့ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်